ဆိုတော့အခုကျွန်တော်တို့ဒီနိုင်ငံတကာခုံရုံးပေါ့နော်ကျွန်တော်တို့ဒီ ICC နဲ့ကျွန်တော်တို့ ICJ ပေါ့နော်နောက်ဆုံးကတော့ကျွန်တော်တို့ ICJ မှာဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ဒီစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ကိုဟိုတပ်ဖြတ်တဲ့ဒီစစ်ရာဇဝတ်မှုပေါ့နော်ဒီ genocide နဲ့ဆက်ဆက်ပြီးမှကျွန်တော်တို့အခုလက်ရှိတရားစွဲဆိုထားတဲ့အပေါ်မှာတော့ကျွန်တော်အနေနဲ့ကတော့ဒီဖြစ်ပျက်တဲ့အရာဟာကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံတော်ဒီအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပြည်ထောင်စုဝန်ကြီးနော်ဒေါ်အောင်ဆန်းစုကြည်နဲ့ UNICC ICJ နဲ့ဖြစ်ပျက်တဲ့အရာမဟုတ်ဘူးဒါကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ICJ ICC တို့ကြိုင်တဲ့ပွဲလည်းမဟုတ်ဘူးဆိုတဲ့ဟာကိုအဆောက်အဦပြောချင်ပါတယ်ဆိုတော့အရေးကြီးတဲ့အရာကတော့ကျွန်တော်တို့ယနေ့ဒီကိစ္စဟာကျွန်တော်တို့ကဘာတူကဘာသားပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာလူသားဆန်မှုကိုစန့်ကျင်ပြီးမှကျွန်တော်တို့ယနေ့ကဘာပြည်သူလူထုတွေအားလုံးယွန်ရှာထိုက်လန့်တုံလို့စေတဲ့ဒီလူမျိုးပြုံးသက်မှုနဲ့စစ်ရာဇဝမှုကျူးလွန်မှုကိုကဘာလူထုရှေ့ကိုကျွန်တော်တို့ကဆွဲထုတ်ပြဖို့အတွက်ဒါကိုကျွန်တော်တို့ဖော်ထုတ်ဖို့အတွက်ကျွန်တော်တို့ကဒါဒီမှုကိုဖြစ်စေတယ်လို့ကျွန်တော်တို့ကအဲ့လိုမျိုးယုံကြည်တယ်အဲ့လိုမျိုးလည်းယူဆတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံနဲ့ international အပြည်ပြည်ဆိုင်ရာဘာအစိုးရနဲ့ကျွန်တော်တို့ကပြိုင်ပွဲမဟုတ်ဘူးဆိုတော့ဒီလိုမျိုးကဘာလူထုတွေကနေကျွန်တော်တို့ကယဉ်စာတုံလုပ်တဲ့ဒီကဲတော့စစ်ရာဇဝမှုကျူးလွန်မှုတွေကိုကျွန်တော်တို့ကယနေ့ကဘာတူကဘာသားတွေအားလုံးကဒီအရာကိုကျွန်တော်တို့ကလုံးဝဒီလိုရှုလို့မရဘူးမြန်မာနိုင်ငံမှာရှိတဲ့အာဏာပိုင်တွေလက်နက်ကင်တွေလက်နက်အခြေပြုတွေလုံဆောင်တဲ့အရာကိုကဘာတူကဘာသားတွေအားလုံးကကျွန်တော်တို့ဒီလိုမရှုနိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့ပေါ်ထုတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ယနေ့ဒီကဲတော့ကျွန်တော်တို့ဒီကျုပ်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်အင်မတန်မှအရေးကြီးတဲ့ကျွန်တော်တို့အရေးကြီးတဲ့အချိန်အခါဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်မှာနှစ်ပေါင်း80နီးပါးခန့်ကျွန်တော်တို့ဒီစစ်အာဏာရှင်ရဲ့လက်အောက်ထဲမှာလက်နက်အခြေပြုပြီးမှအုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံအနှံ့အပြားကတိုင်းသားပြည်သူလူထုတွေပြည်နှိပ်ခံလူအခွင့်အရေးအင်မတန်မှခါးပြီးစွာချိုးဖောက်ခံစားရပြီးစစ်ရာဇဝမှုတွေကျူးလွန်ခံခဲ့ရတဲ့ပြည်သူတွေကနေကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့မရက်တီပြီးမှဒီကျွန်တော်တို့နိုင်ငံတကာဒီကဲတော့ရာဇဝမှုတွေကိုဖော်ထုတ်တဲ့အဖွဲ့အစည်းတွေနဲ့တရားရုံးတွေနဲ့ဥပဒေအဖွဲ့အစည်းတွေနဲ့အတူတကွလက်တွဲဖို့အတွက်ကျွန်တော်တို့အရေးကြီးပါတယ်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကဲတော့ကျွန်တော်တို့အခွင့်အလမ်းဟာနောက်ကျွန်တော်တို့ပြန်လည်ရရှိဖို့အတွက်အင်မတန်မှမလွယ်ပါဘူးအလွန်ခက်ခဲတယ်လွန်ခဲ့တဲ့ကျွန်တော်တို့ဆယ်နှစ်ကျော်ခန့်နှစ်20နီးပါးပေါ့နော်လွန်ခဲ့တဲ့အချိန်မှာလဲကျွန်တော်တို့ဒီလိုမျိုးဒီမြန်မာနိုင်ငံစစ်အာဏာရှင်တွေကို ICC ဘက်ကိုတရားစွဲဆိုဖို့အတွက်မြန်မာနိုင်ငံပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းတွေဥပဒေအရာရှိဥပဒေပညာရှင်တွေအများကြီးစူးစမ်းခဲ့တယ်ဒါမှလည်းအောင်မြင်မှုမရှိခဲ့ဘူးအထူးသဖြင့်ကျွန်တော်တို့တရုတ်နဲ့ရုရှားပေါ့နော်တခြားတွေကျွန်တော်တို့ဒီဗီဒီယိုနဲ့ပေချခဲ့တဲ့အရာတွေဒါမှလည်းယနေ့အချိန်မှာဤကဲ့သို့တော့အခွင့်အလမ်းဟာအင်မတန်မှမြန်မာပြည်မှာရှိတဲ့လူခွင့်ရချိုးဖောက်ခံစားတဲ့ပြည်သူတွေအတွက်မျော်လင့်ရာမီးရှိုးပေါ့နော်ကျွန်တော်တို့အားလုံးအတွက်မျော်လင့်ရာဖြစ်တယ်လို့ကျွန်တော်အဲ့လိုမျိုးယူဆတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ဒီမြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားပြည်သူလူထုတွေရောကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေရောကျွန်တော်တို့တမတော်တွေအာဏာရအစိုးရတွေဘာသာရေးအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေလက်နက်ကင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကဤအပေါ်မှာကျွန်တော်တို့ကနိုင်ငံရေးအမြတ်မထုတ်ဖို့အတွက်ကျွန်တော်တို့ပထမအဆုံးတတိပေးခြင်းတယ်ဒီအပေါ်မှာကျွန်တော်တို့ကလေးနဲ့ထားပြီးအရေးကြီးတဲ့အရာဖြစ်တယ်လို့ကျွန်တော်ယူဆထားရခြင်းတယ်ယုံကြည်ထားခြင်းတယ်ဘာဖြစ်လို့လဲဆိုရင်ခမည်းတော်ရဲ့ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားပြည်သူတွေကျွန်တော်တို့ဒီတိုင်းသားခေါင်းဆောင်တွေတမတော်တွေအာဏာရအစိုးရတွေကျွန်တော်တို့နိုင်ငံရေးပါတီတွေတိုင်းသားလက်နက်ကင်တွေဘာသာရေးခေါင်းဆောင်တွေဘာသာရေးအဖွဲ့အစည်းတွေခမည်းတော်ရဲ့လုံဆောင်လိုက်တဲ့အရာဟာကျွန်တော်တို့တမိုင်းမှာကြံခဲ့မိအရာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအချိန်မှာကျွန်တော်တို့ကဒီပုဂ္ဂိုလ်ရဲ့အရာဒေါအောင်ဆန်းစုကြည်ကိုဝိရံတယ်ဆိုတာကကျွန်တော်တို့မာယွန်းတဲ့အရာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့ကျွန်တော်တို့တိုက်ရိုက်ပုဂ္ဂိုလ်ရဲ့ကိစ္စမဟုတ်ဘူးမြန်မာနိုင်ငံအတွက်ကိစ္စမဟုတ်ဘူးဒါကတော့ကျွန်တော်တို့ကရာဇဝမှုစစ်ရာဇဝမှုကျူးလွန်သူတွေနဲ့ကျွန်တော်တို့ကအပြစ်မဲ့ပြည်သူတွေရင်ဆိုင်တဲ့တိုက်ပွဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ကလွဲမွားစွာနိုင်ငံရေးအမြတ်ထုတ်ပြီးမှရက်ပြီးမှလှုပ်ဆောင်လာပြီးမှဆုံးဖြတ်လာမယ်ဆိုရင်တော့ဒီအရာတွေဟာတမိုင်းမှာအမဲဆက်ကြံခဲ့မယ်လို့ကျွန်တော်တို့ယူဆတယ်တွေးဆက်တယ်ကျွန်တော်တို့ကြံခဲ့မယ်လို့ယူဆတယ်ဒါကြောင့်မို့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တိုင်းသားကောင်းဆောင်တွေ
နိုင်ငံနိုင်ငံမှာရှိတဲ့ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေပြည်သူလူထုတွေအားလုံးနားလည်ထားဖို့အတွက်ယုံကြည်ထားဖို့အတွက်ကတော့ယနေ့မြန်မာနိုင်ငံအတွက်ဒီကဲတော့ကျွန်တော်တို့ကစစ်လက်နက်ကိုအခြေပြုပြီးမှဒီအင်မတန်မှဆိုးရွားတုံ့လုပ်တဲ့စစ်ရာဇဝမှုကျူးလွန်မှုတွေကိုကျွန်တော်တို့ကဘာကနေဖော်ထုတ်နေပြီဆိုတဲ့ဟာကျွန်တော်တို့အခွင့်အလမ်းဒီအကြီးကြီးကျွန်တော်တို့ကဖြစ်နေပြီဆိုတဲ့အတွက်ကြောင့်မို့အားလုံးကျွန်တော်တို့ဤအပေါ်မှာပူပေါင်းပါဝင်ဖို့အတွက်အရေးကြီးတဲ့အချိန်အခါဖြစ်တယ်လို့ကျွန်တော်တို့ကတိုက်တွန်းချင်ပါတယ်